ဒါကတော့ဒီနေ့ကျွန်တော်ကွီတာလန်အထက်မုံပေါ့နော်အော်ဒါရှိတဲ့အတွက်ဒီဘန်၅ဘန်းလောက်အော်ဒါရှိတဲ့အတွက်ကျွန်တော်ချူတင်ပြင်ဆင်နေရပါဒါကတော့ကွီတာလန်နဲ့မှထည့်မဲ့ကျွန်တော်တို့စွမှုရပေါ့နော်ဒါစွမှုရအပင်လိုက်ကိုနှုတ်ပြီးဒါနဲ့နှုတ်ဆင်းပြီးသွားရင်ကျွန်တော်တို့ဒါဘလန်နာနဲ့တို့ကြိတ်ပြီးသွားရင်ထွက်လာတဲ့အရည်လေးတွေပါဒါထွက်လာတဲ့ဒါတဘာဝ organic ပေါ့နော်တကယ်စစ်ပါဟိုစိုးစေးတွေပါရင်လုပ်တာမဟုတ်ပါဘူးနော်ဒါကတော့ဒါကျွန်တော်တို့ပြင်ဆင်နေတာဒါအုံလို့ပါကွီတာလန်နဲ့ထည့်မဲ့အုံလို့ဒါတော့ကျွန်တော်တို့မုတ်လုပ်တော့မဲ့အတွက်အစင်းနဲ့ပြင်ထားတဲ့မုံကြီးလေးပါဒါအဖြူရောင်ဒါကတော့အနီရောင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ခုနကြည့်ခဲ့တဲ့စုံမွေးနဲ့ရောလာတဲ့မုံကြီးလေးပါစပေါင်းနေပါခင်ဗျစပေါင်းနေအောက်ကတလွားအခုအဖြူတလွားကြီးတလွားသွားမယ်6လွားတက်လာမှာခင်ဗျဒါကတော့ကျွန်တော်တို့ပေါင်းပြီးတော့ဒါပထမဦးဆုံးပေါင်းပြီးထွက်လာတဲ့နှစ်ပန်းမှာဒီမှာတစ်ပန်းမှာဒါအပေါ်ဆုံးရောင်ကတော့ကျွန်တော်အများဆုံးဖြင့်အနီရောင်တင်ပေးတာများပါတယ်ကာလာ3ကာလာနဲ့ပါခင်ဗျနောက်ထပ်နှစ်ပန်းနောက်ထပ်3ပန်းဆက်ပြီးတော့ပေါင်းနေပါလိမ့်ခင်ဗျဒါကတော့နောက်ဆုံးကျွန်တော်တို့ဒါ customer ရှိပို့ရင်အစင်းသင်းဖြစ်ပါပြီဘူးလေးလက်တာတော့ပြောင်းတော့မပြနိုင်ပြလို့မရတော့ခင်ဗျဒီမှာပါခင်ဗျကျွန်တော်တို့ဒါအယောင်လေးဒီလို6ရောင်နဲ့နော်အယောင်လေး6ရောင်နဲ့ပါခင်ဗျဟုတ်ဒီဘက်မှာနှစ်ပန်းကတော့ဒါပူနေသေးတဲ့အတွက်အေးခန္ဓာပါတယ်သူကပူနေကြမလို့မရဘူးခင်ဗျမပြီးဘူးလေးပြောင်းထည့်လို့မလွယ်ဘူးခင်ဗျဟုတ် customer စီပို့ဖို့အတွက်အစင်းသင်းဖြစ်ပါပြီညနေကျရင်ကျွန်တော်ပို့တော့မှာပါမှာယူအပ်ပြီးတော့ customer တဲ့ကျမ်းပါပါစေချမ်းသာကြပါစေဗျာစီးပွားဥစ္စာတွေတူပွားကြပါစေ